bro အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပါဆိုတော့ Bullet Strike လို့ခေါ်တယ်ဂိမ်းလေးကိုရောက်နေတာဖြစ်ပါတယ်အခုကတော့အပြီးဆုံးဝဲပဲဖြစ်ပါတယ်ကျွန်တော်စပြီးတော့စောင့်ကြရအောင်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတော့စတင်လိုက်ပါပြီ10ပြီးလိုက်ပါတယ်15ဆိုတော့ကြမ်းကြီးဖြည့်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအရင်စောင့်နေပါတယ်ပါကျွန်တော်ရဲစကိုင်းရပါပြီကိုဆိုရတော့ကျွန်တော်ထောင်နေစောင့်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါထောင်စောင့်ရတာပါအထက်မှာလည်းထောင်စားရအတွက်ထားဖို့နေရာကြီးထည့်ပေးလိုက်ပါတယ်အဖွာတော်တို့ဒီလိုက်ဆွေးလွေနေတာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လောဆယ်ဆိုရင်တော့ကျွန်တော်အဖွာပြောနေတာပါဟိုဘက်ကကျွန်တော်လိုက်ဆွေးလွေနေတာဖြစ်တဲ့အတွက်ကျွန်တော်အဖွာတော့တော်တော်နေခိုင်းလိုက်ပါပဲဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုချိန်ပါဆိုရင်တော့အရေးမပါရဲ့ကြီးပဲလှုပ်နေပြီပါထောင်နေမလှုပ်ပြီပါကောင်တာလေးစောက်လိုက်ပါပဲကောင်တာမရှိရင်ကျွန်တော်မရလို့ပါဘာဘွေတော့ကျွန်တော်ရေးလိုက် Citizens report.ရှောက်ပတ်ကြည့်ရမယ်ဗျာဒါကတော့သူပြားတွေရဲ့ရဲစခန်းပေါ့နော်သူများတွေရှိရဲ့ရဲစခန်းမှာကျွန်တော်ကတော့တက်လက်သွားရင်းဖြစ်ပါတယ်ဟုတ်ပါပြီတော့သူပြားရဲ့ရဲစခန်းမှာတက်လက်သွားရင်းပါဖြစ်တယ်မာမတို့တက်လက်ရှိပါကျွန်တော်ကဒီကျရလေးပါဒါလိုရိုးတော့လာပါဖြစ်ပါဟုတ်ကဲ့ပါကျွန်တော်ယူလို့ရပါဘူးယူလို့ရတော့ကျွန်တော်ရဲစခန်းလေးပါလားအခုဘိုးဆောင်ဝေးသွားလေးလိုက်ပါတော့ပဲဟုတ်ကဲ့ပါဝေးလဲတဲ့ဘက်ကတော့ဒီကားတော့မှာလားဟုတ်ဆိုရပါကဗျာကျွန်တော်ဖွားပြောနေရပါဟိုကကျွန်တော်ဒီပါဆိုတော့ကျွန်တော်အိတ်လဲလိုက်ပါမယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အိတ်လဲပြီးသွားပါအိတ်လဲပြီးသွားပြီဆိုတော့ 10:15 suspect in custody. ကျွန်တော်အိမ်ပြန်ရမှာဖြစ်ပါတော်ပြီအဖွားဟုတ်ကဲ့ပါခုနကတော့ကျွန်တော်အဖွားပြောနေရတယ်ဗျာခေါ်ပါကျွန်တော်အဖွားတဲ့အချိန်ကလာမလဲတော့လောဆယ်ကျွန်တော်ထောင်ကြတော့ပြည်နေထောင်ပြောက်နေပါတယ်။ဟာကျွန်တော်ထောင်ပြောက်နေပါတယ်။အော်ဒီပါကျွန်တော်ထောင်ဒီပါဒါကျွန်တော်ထောင်ဒီမှာဆွတ်ကြီးရဆိုလို့ရှိပါတယ်။ဒါမဲ့တာကရေရနာခေါ
ဆိုတော့တကားလောက်ပြီးပေါ့တော့ဘာဝယ်လို့မရတော့ပါဘူးတခုကဝယ်ရတာအဲ့ဒါမရှိတော့ဘူးဟုတ်ကဲ့ပါအခုချိန်ပါဆိုတော့ကျွန်တော် 10:15. Suspect in custody. မရှိတယ်ထောင်သားတွေကိုနည်းနည်းမောင်းပါပဲအဲ့ဒါတည်းအရေးကြီးတာကျွန်တော်လောလောဆယ်ပါဘာလို့အဲ့ဒီနေရှိနေအဲ့ဒီပါတော့ဒါမဲ့ကျွန်တော်မှာပတ်စံရှိတော့ဒီနေ့တော့အောက်ထပ်တက်ကိုကျွန်တော်မရအောင်လုပ်ပါဟုတ်ကဲ့ပါကျွန်တော်ဒီ 10:15. Suspect in custody. ကျွန်တော်တော့ဝတ်ဆောင်ကောင်းပါလိမ့်ကျွန်တော်နောက်ထပ်အချုပ်ကားတစ်ခုတော့ထပ်လုပ်ပြီးတော့ပါပြီ Attention all units. Citizens report.ဘာလို့လဲโอเคရောက်ပါပြီခင်ဗျာလာရကောင်းပါပြီ An officer down. Nó biết rồi đấy, tiền rồi gì tiền số này phải đủ số này phải làm ô ơi và đủ số gì Shot fired. đủ số gì cái bọc đó rồi chứ cái này rồi ôi thì không qua cái này mình cứ vậy cái đó có thể là mình nấu gì đó là to rồi mình cũng được Attention all units. số quá thì phải cho nó bắt sai đi ngồi này nhám gì ra rồi hết đó có số quá rồi ta bị xong
ဘာတရားကြီးတော့ထိုင်ကုန်ထိုင်ဟုတ်ကဲ့ပါဗျာကျွန်တော်ဗီဒီယိုကဆိုရင်တော့အခုလောလောဆယ်7မိနစ်လောက်ရှိပါပြီဟုတ်ပါဒီလိုဆိုတော့ပြရအောင်အမကတော့9ရက်လောက်စပါဘူးညတော့ကျွန်တော်ထားပါတော့လောက်ရှိ An officer down. ဟုတ်ကဲ့အခုကျပါတော့ကျွန်တော်ဒီလေးစောင့်ဒီတော့ကတော့2 floor ကတော့တော့ခါတာဟုတ်ပါတယ်ပါတော့ဆောက်လို့ပြီးတယ်တော့ရှိ1 floor ပြီးကြပြီပါ Shot fired. ချိုးကဆောက်ဖို့တော့ကလည်းပတ်စံလိုရတော့ကျွန်တော်ပတ်စံသွားတယ်ဟုတ်ကဲ့ပါခင်ဗျာဒီဂိမ်းဆောက်ရတာကျွန်တော်အရင်ကပြည့်ဖို့ကောင်းလာတဲ့အတွက်ကျွန်တော်ပီဇာနဲ့သွားဖွင့်ပါဖြစ်ပါတယ်ပီဇာစိတ်ဂိမ်းကလည်းအရင်ကပြည့်ဖို့ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ဘာဂိမ်းဆောက်ကောင်းလဲဟုတ်ကဲ့ပါအခုကျွန်တော်ဗီဒီယိုလာရတော့ပါတယ်ဒီနေ့ဗီဒီယိုလေးကဘာပဲပြီးဆုံးသွားပါတယ်ချစ်ချူအာမေကကျန်တဲ့ပရိသတ်တယောက်ချင်းဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe ကိုလုပ်ပေးခဲ့ကြပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye